ပြုတော့ခံစားမိတယ်ဒီလိုချင်းတင်းတော်ဒီနေ့ဒီကိုဝတ်တာလေဆိုတဲ့အကြောင်းနော်ပြောပြချင်ပါတယ်တင်းတော်မွေးနေ့မို့လို့လာတာလည်းမဟုတ်ပါဘူးတကယ်တော့ကျတော့ဒီလိုကဒီမှာလာဖို့အစီအစဉ်ရှိပြီးသားပေါ့နော်ဘုရားသခင်ကတမင်တကာပို့တယ်ထင်ပါတယ်။ကျောင်းမျိုးကြောင့်တန်နေမှာကျန်းစာကျောင်းမှာတပတ်စာတင်ဖို့တကယ်ချင်းအကူကြီးတောင်းတော့ကျန်းစာတတ်တဲ့ပေးတယ်ဒီတပတ်တော့ဒီလာခဲ့မယ်ဆိုတဲ့စိတ်နဲ့နော်အထူးဖိတ်စရာတော့မလိုဘဲနဲ့ဘုရားသခင်ကautomatic ပို့ဆောင်ပေးတယ်လို့ဆရာယုံကြည်ပါတယ်လို့နော်အသေးတော်နဲ့ဒီကိုလိုမိသားကိုရတယ်ကိုဘုရားသခင်ပြည့်စုံပေးတဲ့အတွက်လည်းအထူးကျေးဇူးတင်ကြောင်းပြောချင်တယ်ဒီနေ့နှုတ်ကပတ်တော်ဘုံပဲနဲ့အငယ်အကျဉ်းတော့အားပေးတာရဲ့အသေးတော်အတွက်ဆူတောင်းပေးတာရဲ့တခါတည်းချိန်ယူသွားမှာဖြစ်ပါတယ်လို့ဆက်ကျွန်တော်ကိုဒီစက်ခါမှာဂျမိုက်ဒီဘက်ပတ်ပြီးတော့အငယ်လေးပြောတော့ပေးပါမယ်နော်ရှမသက်ကဝင်ကြအန်ဒီဆက်ချောက်အငယ်ဆက်ရှိကနေ20ဖြစ်ပါလေရှမသက်ဆက်ချောက်ဆက်ရှိကနေ20ယေရှုခရစ်တော်ကိုယေရှုကိုခရစ်တော်လို့ပေကျူးကဝန်ခံပြီးတဲ့နောက်ယေရှုပြောတဲ့စကားလေးအဖြစ်ကျွန်တော်ဒီနေ့ဒီကနော်ပေါ်ရကြရအောင်ဘုရားတော်ဖတ်ပါမယ်ငါဆိုဒီကသင်ဒီပေကျူးဖြစ်ပြီးဒီကြောက်ပေါ်မှာငါအသိကိုငါတည်ဆောက်ပြီးထိုအသိကိုဗရဏနိုင်ငံဤတကားလို့ဒီမလာရာကောင်းကင်နိုင်ငံတော်ဤတော့တို့ကိုလည်းသင်အားငါပေးပြီးသင်ဒီမြေကြီးပေါ်မှာခြိနှောင်သမျှဒီကောင်းကင်ဘုံ၌ခြိနှောင်လက်ရှိလိမ့်မည်မြေကြီးပေါ်မှာဖြည့်လွတ်သမျှဒီကောင်းကင်ဘုံ၌ဖြည့်လွတ်လက်ရှိလိမ့်မည်ဟုမိန့်တော်မူပြီးတဲ့ကိုတော်ဒီခရစ်တော်ဖြစ်ကြောင်းကိုအဘယ်သူအားမျှမပြောစိတ်သောငါတပည့်တော်တို့ကိုပြည့်ညတ်တော်မူ၏ဒီနေ့မှာကျွန်တော်ခေါ်ယူမဲ့အရာလေးကတော့ဗာလဲဆိုတော့ဤကြောက်ပေါ်မှာငါအသိကိုငါဒီဆောင်ပြီးထိုအသိကိုဗရဏနိုင်ငံဤတကားတို့ဒီပနာယာဆိုတဲ့အရာလေးနဲ့ကျွန်တော်အတိုင်းငယ်လက်တော့ပေါ်အားပေးသွားပါမယ်လို့အသိတော့ဆိုတာကျွန်တော်တို့အသိတယ်မျိုးလို့ရှိရပေါ့ကျွန်တော်လောကမှာလည်းဘောလုံးအသိဘာအသိဘာအသိတက်စီအသိဒီနေ့ဆိုလို့ရှိရင်ကျွန်တော်တို့နော်စိုက်တွဲစီးလာတော့တို့အသိဝင်ဖြစ်ရဲ့ကပ်လေးတွေလည်းရှိရထင်ပါတယ်အဲ့ဒါမှပဲအင်ဂျီရမယ်ဆိုတော့တို့မှလည်းတို့အသိနဲ့အမျိုးမျိုးရှိကြတယ်ကျွန်တော်အသိတော်ဆိုတာကိုဘာထူးခြားတယ်အသိတော်ဆိုတာကိုဘာလဲအသိတော်ဆိုတာကိုဒီတိုင်းမဲ့လူတွေစုတဲ့နေရာလားဒါမှမဟုတ်ဘာများထူးခြားသွားတယ်အသိတော်ဆိုတာကနံပါတ်1သေချာတာကတော့ယေရှုခရစ်တော်ကိုယ်တိုင်ငါအသိတော်ကိုငါတည်ဆောက်ပြီလို့ပြောထားတဲ့အသိတော်ဖြစ်ပါတယ်အာမင်ကျွန်တော်ဒီမှာဆရာသန်းသန်းကျောင်းဆရာမကျောင်းဆရာကြီးတို့ကျောင်းရယ်လည်းမဟုတ်ပဲနဲ့အသိတော်ဆိုတာဒီယေရှုခရစ်တော်ကိုယ်တိုင်တည်ဆောက်ထားတဲ့အသင်းတော်ဖြစ်ပါတယ်။အာမင်။အသင်းတော်လို့ပြောလိုက်တာနဲ့ဘာအသင်းတော်နာမည်တွေတော့ကွဲသွားမယ်။ဒါပေမဲ့အသင်းတော်ဆိုတဲ့အုတ်မြစ်ကြီးဒီယေရှုခရစ်တော်ကိုယ်တိုင်တည်ဆောက်ထားတဲ့အရာဖြစ်ပါတယ်။အဲ့ဒါကိုကျွန်တော်ကောင်းကောင်းသိထားရအောင်။အသင်းတော်ရဲ့လို့ပြောလာတဲ့အခါမှာဒီကဲမူရင်းစကားလုံးတွေနဲ့သွားကြည့်မယ်ဆိုအသင်းတော်ဆိုတဲ့အဓိပ္ပာယ်ကဘာလဲဆိုတော့တိတ်သက်ခေါ်ထားခြင်းခံရတဲ့လူပေါ့။တိတန်ခေါ်ရချင်းခံရတဲ့သူဆိုတာဘယ်လိုလဲဆိုတော့ဓမ္မအောင်တော့ဆိုဣတိလလူမျိုးတွေကိုကြားတဲ့ကသူ့ရဲ့လူအဖြစ်နဲ့တိတန်မင်းတို့ဒီလိုနေကြပါဆိုပြီးတော့တိတန်ခေါ်ရတယ်ဒါဣတိလလူမျိုးတွေပဲပေါအောင်လို့ရတယ်ဒီထဲမှာဒါပေမဲ့ဓမ္မတိတ်ကြရောက်တဲ့ခါကျတော့ယေရှုခရစ်တော်အားဖြင့်လူမျိုးမရွေးဘယ်သူမရွေးအားလုံးဒီယေရှုခရစ်တော်ဆိုတဲ့အရာထဲမှာကျွန်တော်ကိုတိတန်ဘုရားသခင်အပြန်ခေါ်ထားခြင်းဖြစ်ပါလေမြန်မာလူမျိုးတွေလည်းပါလို့ရတယ်ဟောနိုင်ငံခြားကချိုင်းဖြစ်တရုတ်ဖြစ်ဘယ်နိုင်ငံအင်ဒိုနီးရှားဖြစ်အားလုံးအသင်းတော်ဆိုတဲ့အရာအောက်မှာကျွန်တော်တို့အားလုံးအကျုံးဝင်တာကယေရှုခရစ်တော်တည်ထောင်ပေးတဲ့အသင်းတော်ထဲမှာဖြစ်ပါတယ်အဲကြောင့်အသင်းတော်ဆိုတာကလောကထဲမှာတော့ကျွန်တော်နေကြတယ်အခုလည်းစီစဉ်ပြီးလို့ရှိရင်အားလုံးပြန်ကြမယ်ကိုယ်လုံးနဲ့ကိုယ်လုံးကြမယ်အမျိုးမျိုးနေကြမယ်ဒါပေမဲ့ကျွန်တော်တို့သိထားဖို့ကကျွန်တော်တို့ဒီယေရှုခရစ်တော်အားဖြင့်လောကထဲမှာနေပေမဲ့တိတတ်ခေါ်ထားခြင်းခံရတဲ့သူဖြစ်ပါတယ်ဥပမာကျွန်တော်ဘယ်လိုတိတတ်နေတယ်ဒီနေ့ဆိုရင်တနင်္ဂနွေတွေနော်သူများတွေအလုပ်လုပ်ကြတယ်လာစားတွေတနင်္ဂနွေလုပ်တဲ့သူကပို့ပြီးတော့ပတ်ဆိုင်ရကြတယ်ဒါပေမဲ့ကျွန်တော်အားလုံးကိုထားခဲ့ပြီးတော့ဘုရားကျောင်းလာကြတယ်ဒါကကျွန်တော်ရဲ့တိတတ်ဖြစ်ခြင်းဖြစ်ပါတယ်ခဏနေလဲအလူငွေကောက်အောင်မယ်10ခု2ခုတွေလည်းချဲရတယ်သူများတွေဆိုလာစားရတာမှ3-4-5သိန်းအဲ့ဒီထဲကနေ9,000လောက်တောင်းလောက်ချဲရမယ်ဆိုဘာဖြစ်လဲကုန်သွားမယ်မလားဆယ်ဖို့တစ်ခုကြီးတော့မှချဲရမှာဆိုတော့မတို့ကုန်သွားတော့ပါပဲသူများတွေအဲ့လိုစဉ်းစားကြတယ်ဒါပေမဲ့ကျွန်တော်ခရိယန်တွေကြောက်ပါဖြစ်တယ်ပတ်ဆိုင်ရတဲ့အရာတိုင်းဘုရားကျောင်းမှာဆယ်ဖို့တစ်ခုယူလာဖို့ဆရာတွေကတိုက်တွန်းတယ်
အခုဒီအကောင်းဆုံးတွေကိုလည်းကိုယ်တိုင်မစားမဲနဲ့ဘသူယူလာဖို့စံစာတိုက်တွန်းတယ်ဘုရားကြောင့်လည်းယူလာဖို့တိုက်တွန်းတယ်ဒါတွေအားလုံးကကျွန်တော်ရဲ့တီးခြားဖြစ်ခြင်းအရာတွေဖြစ်ပါလေသူများနဲ့မတူဘဲနဲ့သူများနဲ့အတူတူနေပေမဲ့ကျွန်တော်တို့ဒီခရစ်တော်အဖြစ်ယေရှုခရစ်တော်အဖြစ်အတိအသက်ခေါ်ထားခြင်းခံရတဲ့သူတွေဖြစ်ပါလေအဲ့ဒါလေးကျွန်တော်ခေါင်းထဲမှာထည့်ထားရအောင်အသင်းတော်လို့ပြောတာနဲ့နော်ဒီအဆောက်အဦကြီးကိုပြောချင်တာမဟုတ်ပါဘူးဘုရားကျောင်းကြီးကိုပြောချင်တာမဟုတ်ပါဘူးအသင်းတော်ဆိုတာကအခုလူတွေအားလုံးရှိတာအသင်းတော်လို့ခေါ်ရတာဖြစ်ပါတယ်အာမင်အာမင်ခရစ်တော်ကိုယ်တိုင်တည်ထောင်ထားတဲ့အသင်းတော်ဖြစ်ပါတယ်လူအနေနဲ့တည်ဆောက်လို့မရပါဘူးအသင်းတော်ဆိုတဲ့အရာတခြားဆိုင်ကယ်တွေကားတွေအဖွဲ့အစည်းတွေကြတော့သူတို့အသင်းဖွဲ့လို့ရတယ်သူတို့စီကံနဲ့သူတို့ပွားလို့ရတယ်ဒါပေမဲ့ယေရှုခရစ်တော်ရဲ့အသင်းတော်ကြီးသူ့ရဲ့စီးရဲစီကံနဲ့သူကမာချမ်းစာနဲ့ပဲတွားရတာဖြစ်ပါတယ်အာမင်လူအနေနဲ့ရှောင်းလို့မရပါဘူးဟာဆရာတော်အားကြတယ်ကွာဟောဆရာကြီးတို့အားကြတယ်ကွာငါကအသင်းတော်ကြီးထောင်နဲ့ငါလည်းလှုပ်ချင်တယ်ငါလည်းပလင်ပေါ်တက်ပြီးတော့ဟောချင်အဲ့လိုလည်းမရပါဘူးရရင်လည်းခဏလေးတော့ရရင်ရတယ်ဒါပေမဲ့ဘုရားခေါ်ထားတာမဟုတ်ဘူးဆိုရင်တော့မရပါဘူးဘုရားသခင်ကသူ့ခေါ်ထားတဲ့လူတွေနဲ့သူ့အသင်းတော်ကိုသူကိုယ်တိုင်တည်ဆောက်တာဖြစ်ပါတယ်အာမင်အာမင်အဲ့ဒါကိုသိထားစေချင်တယ်အခုလည်း6နှစ်တိုင်ရောက်လာပြီ6နှစ်ဆိုတဲ့ကြီးကအခုကလေးတွေထဲမှာလည်း6နှစ်အရွယ်လေးတွေပေါင်းပါတော့နော်6နှစ်အရွယ်ကလေးတွေဖြစ်လာပြီးကျောင်းစားတက်ပြီးလူ6နှစ်ရှိတယ်ဒီထဲမှာ6နှစ်ဆိုကောင်မလေးဆိုတော့ဟောသမီးလားလာတွေပဲပြင်တက်နေပြီနော်လာတွေကြိုက်နေပြီကျောင်းတွေပဲစသွားနေပြီကျွန်တော်ကအဲ့ဒီအရွယ်ဖြစ်ပါတယ်နော်လာတွေလည်းကြိုက်တက်လာပြီနော်ဘယ်လိုနေရမလဲလည်းသိလာပြီအခတွေလည်းကတက်လာပြီအဲ့ဒီအရွယ်လေးဖြစ်ပါတယ်အဲ့ဒီအရွယ်ကြီးရောက်လာဖို့ဘုရားသခင်ကသူ့အသင်းတော်ကိုသူစောင့်နေတာဖြစ်ပါတယ်အာမင်ဒီအသင်းတော်ကိုဘုရားသခင်ကဘယ်လိုဂတိပေးထားလဲဆိုတော့ဗရဏနိုင်ငံဤတကားတို့ဒီမနိုင်တာတဲ့ဘုရားတည်ဆောက်ထားတဲ့အသင်းတော်ကိုဘယ်အရာကမှဖျက်ဆီးလို့မရဘူးဆိုပြီးတော့ဘုရားကိုယ်တိုင်ဂတိပေးထားတာဖြစ်ပါတယ်လူအနေနဲ့မြင်ရတဲ့ဒီအဆောက်အုံကြီးကတော့ဟိုများတော့လည်းငလေးနာခံလိုက်ရတာမသိဘူးမေးကြည့်ရတော့အမားတို့ဒီသားစုရတော့တိတော့မသိကြဘူးတဲ့နော်ကိုရတော့လုတ်သွားတယ်ဟာဟိုမန္တလေးတော့လည်းကိုကခံစားမှုတော့စိတ်ထဲမှာဒိုင်ယာရှိနေတော့နည်းနည်းလှုပ်လိုက်တိနေတာနော်ဒါပေမဲ့ဒီအသင်းတော်ဒီအဆောက်အုံကြီးဒီတနေ့ကျရင်တစ်မျိုးမျိုးဖြစ်အောင်ပါပဲဒါပေမဲ့ခရစ်တော်တည်ဆောက်ထားတဲ့ကျွန်တော်တို့အားလုံးဒီဘယ်အရာကမှဖြည့်ဆည်းလို့ခိုးယူလို့မရတဲ့အသင်းတော်ဖြစ်ပါတယ်အာမင်အာမင်အဲ့ဒါကိုစိတ်ထဲမှာအမြဲတမ်းမှတ်ထားရအောင်ဒီပြားကြောင့်ဒီတစ်ခုခုဖြစ်သွားတဲ့အမျိုးမျိုးဖြစ်သွားရင်တော့မှကျွန်တော်တို့ရှိနေသေးတယ်ရှိနေသေးတယ်လူရှိနေသေးတဲ့အဆောက်အုံတွေကတော့တော့ဖြစ်လာကြတာပဲအဲ့ဆိုအသင်းတော်ဆိုတာကျွန်တော်လက်ခံဖို့ကပါလေတီးဖို့ကအသင်းတော်ဆိုတာကျမတို့ဖြစ်တယ်ကျွန်တော်တို့ဖြစ်တယ်ဘုရားသခင်ကကျွန်တော်နှလုံးသားထဲမှာကြည်ဖို့ပြီးတော့ကျွန်တော်တို့နော်သူရဲ့အသင်းတော်လို့ခေါ်တယ်ဆိုတာကိုနှလုံးသားထဲမှာသိထားရအောင်အဲ့ဒါကြောင့်သူများတဲ့ချို့တွေကပြောကြတယ်ကျွန်တော်လည်းမေးကြတယ်ဆရာဘယ်မှာလဲဆရာပြောဆိုတော့ဟိုပန်းဆိုရမ်းမှာသူတို့သိတာဘာပဲသိတယ်ဆိုအင်မနီလာလို့ဘာလို့မသိဘူး။အော်အဲ့နာအင်မနီလာဟိုဘုရားကျောင်းကြီးတာသူကအပြင်လူတွေကအသင်းတော်တော့မြင်တာနဲ့ဘုရားကျောင်းကိုပဲမြင်တာဟုတ်ကျွန်တော်ကဟိုဘူးတဲ့ခန်းထဲမှာဝတ်ပြုတယ်ဆိုတော့အဲ့ခန်းထဲမှာဝတ်ပြုတာသူတို့အနေနဲ့အသင်းတော်လို့မခေါ်ချင်ဘူး။နော်ဒါပေမဲ့ကျွန်တော်အများအားသိထားရမှာကကျမ်းစာကပြောတဲ့အသင်းတော်ဆိုတာဒီယေရှုခရစ်တော်ရွေးနှုတ်ထားတဲ့ယေရှုခရစ်တော်ရွေးဝယ်ထားတဲ့လူတွေစုထားတဲ့နေရာလူတွေတည်တံ့ရှိထားတဲ့နေရာအသင်းတော်လို့ခေါ်ပါတယ်အာမင်အာမင်ချောင်းတဲ့ရွယ်ကြီးဘုရားခင်ပို့ဆောင်လာပေးတယ်အသင်းတော်ကိုဘယ်အရာတွေကတားဆီးတတ်တယ်အသင်းတော်တိုးတက်ကြီးထွားဖို့အတွက်တော့တစ်ခါလေချက်ဒီတဲ့စိတ်မကောင်းစရာကောင်းတာပါလဲဆိုအသင်းတော်တွေကတကားချက်ချက်ဖွင့်မဲ့အစားတကားတွေကချင်းချင်းလာတယ်ဥပမာကျွန်တော်ချင်းနေတဲ့မှာဆိုရင်ကိုမျိုးရဲ့နာမည်ဥပမာပေါ့ပလန်အသင်းတော်လို့ပေါ့ပလန်အသင်းတော်လို့တက်လိုက်တာနဲ့အခါတွေလည်းမလာချင်တော့ဘူးမတူပီလည်းမလာချင်တော့မင်းကလည်းမလာချင်တော့မီဇုံလည်းမလာချင်တော့ဘယ်သူမှမလာချင်တော့အထူးသဖြင့်ကျွန်တော်အသင်းတော်နာမည်ကိုယ်တိုင်အဲ့လိုပြလို့ရှိတော့ကျန်တဲ့သူတွေမဝင်နဲ့လို့ပြောတာနဲ့လက်နဲ့စင်ပြတယ်အဲ့ဆိုအသင်းတော်လို့ပြောလာတဲ့ခါမှာဒီနေ့ကျွန်တော်ဘုရားကြီးတို့ချီးမွမ်းတယ်ဘာလို့လဲလူမျိုးပေါင်းစုံဝင်လာလို့ရတဲ့နေရာဖြစ်ပါတယ်။အာမင်။ဒါအသင်းတော်ရဲ့ကိုယ်အင်္ဂါချီးရမယ့်အင်္ဂါရဲ့နဲ့ကပ်ညီတာဖြစ်ပါတယ်။ခရီးတွေရှိတယ်၊ကချင်တွေရှိတယ်၊ချင်းတွေရှိတယ်၊ချင်းတွေထဲမှာတော့မှနော်ဟိုထုံးစံအတိုင်းပဲချင်းအမျိုးမျိုးပေါ့
ရှင်မျိုးမျိုးတွေရှိသေးတယ်ညီမတွေလည်းဗမာတွေလည်းလာလို့ရတယ်ဗလားတွေလည်းလာလို့ရတယ်ကရင်တွေလည်းလာကြမယ်အားလုံးစုစည်းတဲ့နေရာဒါဒီအသင်းတော်ရဲ့ပြည့်စုံတဲ့အင်္ဂါရပ်ဖြစ်ပါလေအာမင်အာမင်ကျွန်တော်လည်းဆက်ပြီးတော့ကြီးထွားဖို့ဖြစ်တဲ့အခါမှာကျွန်တော်တတိပြုစရာရှိတာကလူမျိုးဆွဲတာတွေအသင်းတော်မှာဘယ်လူမျိုးကြောင့်နော်ဒီလိုဖြစ်တာတွေဒါတွေကိုတတိထားကြရအောင်လို့အထူးတိုက်တွန်းခြင်းတယ်ဒါပေမဲ့အခုတော့တတိထားကြကောင်းတယ်ဘာလဲဆိုတော့ဘုရားသခင်ကသူ့ရဲ့အသင်းတော်တည်ဆောက်တဲ့အခါမှာသူရွေးချယ်ထားတဲ့လူတွေရှိပါတယ်ဒီနေ့ကျွန်တော်ကြည့်မှဆိုလို့ရှိရင်တော့ဆရာတန်းရှိတယ်ဆရာကြီးတို့ရှိတယ်ရှင်းတယ်အများကြီးလက်ရှိအချိန်မှာဘုရားသခင်သူ့ရဲ့နိုင်ငံတော်တည်ဆောက်ဖို့ကိုချစ်သူမျိုးတွေတော်တော်လေးခေါ်ထားတယ်အဲ့ဒါရောရှင်းနေပဲဥဆောင်တယ်ဘာဖြစ်တယ်ညာဖြစ်တယ်ငါတို့တည်ရည်တွေကငါတို့ရှမ်းတွေကငါတို့ကချင်တွေကသူတို့ကိုမကြိုက်ဘူးဘုရားရဲ့ဥဆောင်မှုကိုမကြိုက်တဲ့လူတွေရှိတတ်ပါတယ်အချိန်အခိုက်အတန့်ဘုရားသုံးထားတဲ့လူတွေရဲ့အောက်မှာနေတတ်ဖို့လည်းကျွန်တော်ကြိုးစားကြရအောင်ဒါရှင်းနေရဲ့အသင်းတော်မဟုတ်ပါဘူး။ဒီနေ့ကျရင်ကြံတဲ့သူလက်စစ်ကမ်းတွေ့ရအောင်မှာဖြစ်ပါတယ်။ဘုရားသခင်ကသူသုံးတဲ့သူသုံးခြင်းတဲ့လူတွေနဲ့သူ့အသင်းတော်ကိုဘယ်သူတည်ဆောက်မလဲလဲ။သူကိုယ်တိုင်ဘုရားကိုယ်တိုင်တည်ဆောက်မှာဖြစ်ပါတယ်။အာမင်။အာမင်။ဘုရားသခင်ရဲ့တည်ဆောက်ထားတဲ့အသင်းတော်ကိုကြားရကဏ္ဍမှာပါဝင်ခွင့်ရတဲ့အခါမှာအစွမ်းကုန်ပါဝင်ကြရအောင်။ကျုံးစားပြီးတော့လုပ်ဆောင်ကြရအောင်လို့ပြောချင်ပါတယ်။နောက်ဆုံးဒီကုန်းချုပ်ပြောမယ်ဆိုလို့ရှိရင်အသင်းတော်ဆိုတာကကျွန်တော်တို့ရဲ့တူးတယောက်ပိုင်တဲ့နေရာမဟုတ်ပါဘူး။ယေရှုခရစ်တော်ပိုင်ဆိုင်တဲ့ယေရှုခရစ်တော်ရဲ့ကိုယ်ခန္ဓာတွေဖြစ်ပါတယ်။ဆရာလည်းအခုတောင်အာဖရိကကဖိတ်တဲ့အခါကျတော့ကျွန်တော်ရဲ့ဆရာလေးကကျွန်တော်လာကြပါလားပါဆိုပြီးတော့အားတော်လာတယ်အခုချိန်အရင်အားတာလို့ဆိုသူတို့စီခရီးသွားဖို့တိတ်တရာဒီပါတော့မှာကျွန်တော်မြန်မာတယောက်နေတဲ့စဉ်းစားချက်တော့လာလဲခေါ်တယ်ပတ်စံလည်းပေးရအောင်ဆိုတိတ်တရာဆိုတာကကျွန်တော်သွားတော့ပဲနဲ့ကျွန်တော်ပေးလိုက်ရောဆိုတော့တော့ရှောက်စိတ်စားတယ်။သွားတော့သွားချင်တယ်နော်။နော်သူတို့ကကျွန်တော်ခေါ်တယ်။သူတို့ကဘာလဲဆိုတော့ကျွန်တော်တို့သူတို့နဲ့ဆိုတာငါလူမျိုးမှလည်းမတော်ဆက်ပေမဲ့ယေရှုခရစ်တော်ရဲ့အသင်းတော်ဆိုတဲ့ကိုယ်ခန္ဓာတော်ထဲမှာကျွန်တော်တို့ဒီဘယ်နေရာရောက်ခရစ်တော်ရဲ့ကိုယ်ခန္ဓာအသင်းတော်တွေဖြစ်ကြတာဖြစ်တယ်။အာမင်။ထိုင်ရောက်သွားလို့ရှိရင်ထိုင်ရရှိတဲ့ခရိယာန်တွေနဲ့ကျွန်တော်တို့ကတသားနဲ့တမူတွေဖြစ်ပါတယ်။ဘယ်ရောက်ကျွန်တော်တွေကဘယ်မှာကိုရှာရမယ့်သူတွေပထမဆုံးခရစ်တော်ရဲ့ကိုယ်ခန္ဓာအသင်းတော်ကိုရှာကြရအောင်။ကိုရှိတဲ့နေရာမှာခရစ်တော်ရဲ့အသင်းတော်ကိုတည်ဆောက်ကြရအောင်။ကြိုးစားပြီးတော့ဘုရားပေးထားတဲ့ဆုကျေးဇူးတွေနဲ့ဆက်လက်ပြီးတော့ပါဝင်သွားကြရအောင်။အမှုတော်ဆောင်များလည်းဆက်လက်ပြီးတော့အစီခံသွားရအောင်လို့တိုက်တွန်းခွန်အားပေးနဲ့ဒီနေ့အငယ်ခွန်အားပေးလိုက်ပါရနာပါလေ။ရောက်စီတိုင်းကြရှင်ကောင်းကြီးပေးပါစေ။အာမင်။ရှင်အသင်းတော်အတွက်ကျွန်တော်ဆုတောင်းကြပါဖြစ်ပါတယ်။